မှာကျွန်တော်တကယ်ရှင်နဲ့2 player ကဆွတ်ပြပါမယ်ဖြစ်ပါတယ်အဲ့ဒီအချိန်မှာကျွန်တော်ကတော့ညမိန်ခါဆိုတဲ့တငယ်ချင်းနဲ့အဲ့ကောင်နဲ့ဆော့ပြရဘယ်လိုပြောရမလဲကျွန်တော်ကောကတော့မတီးဘူးပါဆိုတော့ပေါ့ဒီတော့ချင်းကျွန်မဒီကောင်ဘယ်မှာပွဲစားရမလဲလူတွေဟာဘာလို့ဒီမှာလဲကျွန်တော်ခက်ပါလေသူကတော့အပြကျွန်တော်ကတော့လီဖြစ်ပါတယ်ဟုတ်လေနေကြောင်ဒါကအားလို့လည်းဖြစ်ပါတယ်နင်းနေရပါဘောင်းရပါရပါပါကျွန်တော်တို့ဒီနေ့ပတ်ဆောတာတော့တီးနေဆိုတော့အောက်ဆိုင်ကြီးရဲ့ပြည်ကိုနားဆောကြပါမစီကွာကျင်းတော့အဲ့ကောင်ကတော့ကျွန်တော်ကနေနေချမ်းနေပါအဲ့ပိန်းတော့မဟုတ်ပါမရတော့ဘူးအဲ့ကောင်ကတော့ကျွန်တော်ကညီမလေးဆော့နေတာတေးပြီးကျွန်တော်ဆိုးတယ်မင်းကလည်းငါလည်းတေးကြရတော့ဖြစ်ပါမင်းကတော့ကိုဒီညီအောင်ဒီကိုဒီပဲကျွန်တော်ကတေးပါပဲဖြစ်ပါတယ်အဲ့ကောင်ကျွန်တော်ကျုံးစားအားထုတ်ပြီးဆိုတာပါမဟုတ်လို့ခုနပဲမောနေကြဆောလို့ပြီးတော့ပါတော့နောက်နေ့ကြောက်စီဒီဘာလေးတက်ပြီးဒီကြရပါဟုတ်ကဲ့ပါအခုဒီပွဲတော့ကျွန်တော်ကပေးနေပါတယ်ခင်ဗျာအခါလည်းငါချိတ်ပေးခါနေနဲ့အခါလည်းပွဲပြီးခါနေတော့ငါဒီဆုံးဖြစ်ပါတယ်ခင်ဗျာအနီရောနိုင်သွားပါတယ်ကျွန်တော်နောက်တစ်ခါပွဲရကြတော့ဒီကြတော့ကလည်းနဲ့ဝါးတွေကိုဖျားမယ်ကိန်းဖြစ်ပါတယ်ကျွန်တော်ကအရေးစားတော့ပေါ့သုံးခုရအောင်ကျွန်တော်ကတော့စကေးပြပါမယ်ခင်ဗျာအိုးဟုတ်ပြီခုပါခင်ဗျာတော့ဒီကျမ်းပဲကိုကျွန်တော်မထင်တော့ဘူးဗျာကျွန်တော်ဒီပိန်းနေလို့ထင်ပါလေကျွန်တော်ကတော့အနာယူအာယူပြီးကြတယ်ပိန်းဦးလို့ကြည့်ပါလေဒီဝဲတော့ငါလည်းဒီဝဲတော့ကျွန်တော်ကနိုင်သွားခဲ့ပါတယ်ဘူးခွဲလိုက်ဘူးကနိုင်သွားခဲ့ပါတယ်ခွဲလိုက်ပါမယ်ကျွန်တော်တို့ကဘေးနားကဗီဒီယိုနှစ်ယောက်တော့ရိုက်နေတာဖြစ်ပါတယ်ဟုတ်စစ်ပြီးလစ်ထိုးကောင်းပါပြီလစ်ထိုးချက်တော့ကြည့်လို့ရပါဟုတ်ကဲ့ရောက်ပါလစ်တေးလို့ရှာလိုက်ပြီးတော့သွင်းနေတန်တော့ကျွန်တော်ပေါက်ကြတော့မတီးဘူးပါဘူးရှာလိုက်ဒီပွဲရကြတော့အာလူပူနေတဲ့အာလူပြရမယ့်ဂိမ်းဖြစ်ပါတယ်ကျွန်တော်ကတော့အပြာနဲ့ဆောက်ရတယ်ဖြစ်ပေါ်တော့သွားတခြားပြရမယ့်ဂိမ်းဖြစ်တော့ဒီပြရမယ့်ဂိမ်းဖြစ်ပါတယ်ရှောင်းရဲ့ဘာအမှန်တမ်းရပါလားရတာပါဆိုးရကျွန်တော်မတွေ့လိုက်ဘူးကျွေးပါလေတော့ဟုတ်တယ်ကွာတွေ့လိုက်အနိုင်ဝါပါလေခင်ဗျာအနိုင်ဝါပါလေခင်ဗျာရှုံးနိုင်ဝါပါလေရှုံးရည်ပါလေဒီဝဲရကြညီတက်ခိုင်းတဲ့အဲ့ကောင်ကတော့ကျွန်တော်ကတော့မင်းကမရဖိုင်းရတာပဲပြီးတော့လေအိမ်သားမှာချမော်လေးကပုံနေတာပဲအဲ့ကောင်ကကျွန်တော်မရဖိုင်းပါတယ်ရှုံးဖို့ရနေမှုတော့ဒိဋ္ဌိထားပေးပါကျိုးကျိုးဘိုးတော့မတွေ့သေးဘူးခင်ဗျာဘိုးကစကန်ကျွန်တော်ဒီဝဲကျတော့ချုံးမယ်လို့ခံရပြီပါမရထားတဲ့ပါတွေ့သေးဘူးခင်ဗျာဒီဝဲတေးကြနေတာပဲဖြစ်ပါအဲ့တော့ဝဲရတော့ပင်ကွေးကငါးတွေဖမ်းမယ်ကင်းဖြစ်ပါအဲ့ဒီကောင်ကကျွန်တော်ကတော့ဝိုင်းတီဘက်တို့ကိုလောက်ရင်ငါးတကောင်တွေ့ပါလေအဲ့ကောင်ကျွန်တော်စားလိုက်တာပါအဲ့ကောင်ကနောက်တစ်ကောင်တွေ့လို့နန်းစားလိုက်တာပါကျွန်တော်ဒီကိန်းမှာတော့မတားပါဘူးရော့ဘယ်ပြေးကြုံကြည့်နေရအဲ့ကောင်ကကျွန်တော်ကစလိုက်စီးပါတယ်အိုးအဲ့ပါညပွင့်ကျူတဲ့ဟုတ်အမြဲတက်ပါပဲဟာဒီဝဲကျွန်တော်နေတာနေပါတယ်ဒါမှညမင်းကပြန်တာနေပါတယ်ဖြစ်ပါအညီအောင်ကပြန်တာနေတာပဲဖြစ်ပါတယ်ဒါကျွန်တော်ပိမ့်မယ်လို့ထင်တာပါအဲ့ကောင်လည်းကျွန်တော်ကလည်းပြန်ပြီးတာနေတာပါကျွန်တော်ဘွဲတော့လောနိုင်ပါပြီအဲ့ခါမှာကျွန်တော်လေဝရုပ်ကြွားပါလေခင်ဗျာပြန်လာပြီးငါးရုပ်ပြန်တာလောက်ပါလေငါးရုပ်စာပြန်တာလောက်ပါလေအဲ့ခါဖေးရှုံးသွားပါလေခင်ဗျာဖေးပြောလားဟုတ်အပါတော့လေတော့ကြည့်အဲ့ကကျွန်တော်ကမစင်းကြည့်ပဲ
ဟာဗစိမ့်ဖြစ်ပြီညီမတို့ဖမ်းနေခင်ဗျာအော်မမိဘူးတဲ့အာဒီရှင်ကျွန်တော်ကလေးပြပါလေလက်ကမှကျွန်တော်ဟာမမိဘူးတဲ့ဟေ့ရောကွာဟေ့ရောကွာ အေး တေးကြည့်နေတာလေအဲ့ကောင်မလေးကျွန်တော်ပေးဦးအကွာကြခံလိုက်ရပါတယ်အေးငါတော့ ကွာတော့ကိုယ်သွားပါပြီ ငါတွေ့ရအကျုံတုံးလိုက်တော့ပါအဲ့ကောင်ညမင်းကဖိုင်နယ်တော်သားပြပါ ဒီရဲ့ရှာကြည့်ဦး ဝါမထိပါဘူးမထောက်ကြ အဲ့ ဘူး ကောင်မင်းကလေးမှာတီရှပ်သုံးသားပေးရပါတယ်အေးကျွန်တော်နိုင်ပါပါတယ်ခင်ဗျာအဲ့ကောင်ကျွန်တော်ဖိုင်နယ် တက်လိုက်ပါပြီ ဒီဝဲဘာလို့စားပြီဆိုတော့စားဖို့အတွက်နည်းနည်းခက်ပါလေ ဒီ အဲ့ဝဲစားပြီဆိုတော့နိုင်ပါပဲဖြစ်ပါတယ် ဒီဘက်မှာ ဒီနေ့ဒီနိုင်ပါပါတယ်ခင်ဗျာကဲကောင်းပြီနိုင် ဒီတော့ ကမအဲ့ final ပွဲတော့ဖြစ်ပါတယ်ဒါနဲ့ညီမတို့ချောက် နေတော့ကလေးကျွန်တော်ဒီအိတ်ဒီဘောမရ ဟာ ချာစီရပါပြီ မရပါဘူး အာဆိုရဖို့မျိုးရတယ်ခဏရောမဖဲဘူးရောခုနကခဏရက်နေရတော့အဲ့တော့ပြန်ပေးခဏတော့ခွာလာသုံးပြန်ပေးရမှာကြီးမမလေး ဟိုဟာရုပ်ပိုင်းနဲ့ဘောစ်ဖြစ်ပါတယ်ကျွန်တော် ဘူးတောက်ဖို့ကြည့် ကန10ခုကြာနိုင်ပါပဲနိုင်ပါတော့ထင်ပါရှိတယ်ဒါတို့ညီမတို့ ပြေးပြီဗျာကျွန်တော်တော့ချက်ပြီးတော့ကိုကတော့ ရော့ကွာနိုင်ပါပါတယ်ခင်ဗျာချန်ပီယံကကျွန်တော်နိုင်ပါပါတယ်ဒီဗီဒီယိုမှာအဲ့လောက် ဟိုကျွန်တော်ဗီဒီယိုလုပ်ပြီးရဘာမှမဖြစ် တော့တာဒီဗီဒီယိုမှာအဲ့လောက်ပဲပါကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် idea ချပေးပါအဲ့ကောင်ကကျွန်တော်ကတော့